အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ကိုယ်တိုင်ပဲဖြစ်ပါတယ်ဗျအားလုံးပဲကိုရောစိတ်ပါကျမ်းမှချမ်းသာကြပါစေခင်ဗျအဲ့တော့ဒီနေ့မှာတော့ကျွန်တော်ကိုယ့်ရဲ့အိမ်နေဆိုင်နေမှာစီးပွားတက်လက်ပွင့်လာစေမဲ့အိမ်တကားဆိုင်တကားဖွင့်နေကြောင်းလေးကိုမြောက်ပေးမှာဖြစ်ပါတယ်အရင်တစ်ခေါက်ကလည်းမြောက်ဝပေးခဲ့တာကျွန်တော်လွန်ခဲ့တဲ့6လလောက်ကထင်တယ်မြောက်ဝပေးခဲ့တာအဲ့လိုမျိုးလိုက်လို့ရရင်တကယ်ထူးခြားသွားတဲ့မိတ်ဆွေတွေအများကြီးရှိတယ်ကျွန်တော်လာပြန်ပြောတဲ့မိတ်ဆွေအများကြီးရှိပါတယ်ဒါကြောင့်မသိသေးတဲ့မိတ်ဆွေများသိရှိသွားအောင်ကျွန်တော်ပြန်လည်မြောက်ပေးခြင်းဖြစ်ပါတယ်ဗျအိမ်နေမှာဆိုင်နေမှာစီဝါတွေတက်ဖို့အလောက်ကိုင်းနေဖြစ်ဖို့အတွက်အိမ်တကားဖွင့်နေလေးပဲဖြစ်ပါတယ်အရန်လွယ်ပါတယ်ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့တွေမနေ့အဲ့ရထားတယ်မနေ့စောစောပေါ့နော်မနေ့စောစောအဲ့ရထားတယ်ဘယ်ချိန်မှထတာပါအဲ့တော့အဲ့ရတွေထားတယ်အဲ့တော့မနေ့စောထားတဲ့ခါမျိုးမှာမျက်စိနှလုံးပွင့်လိုက်တာနဲ့ကျွန်တော်တွေရွတ်မယ်ဟာရွတ်မာလေးက3ခုပဲရှိပါတယ်နမောတတဗဂဝါတောအရဟတောတမ္မံတမ္မုဒ္ဒတနမောတတဗဂဝါတောအရဟတောတမ္မံတမ္မုဒ္ဒတနမောတတဗဂဝါတောအရဟတောတမ္မံတမ္မုဒ္ဒတဆိုပြီးဒါလေးကို3ချိန်ရွတ်လိုက်ရုံပဲ3ချိန်ရွတ်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ကဒီပေါ့နော်ဒီ toilet ကိုတမ်းမသွားပါဘူး toilet ကိုတမ်းမသွားနဲ့ပေါ့နော်မျက်နှာတွေပါတစ်ချင်နော်သွားတစ်လို့ရတယ်သွားတိုက်မျက်နှာတစ်လို့ရတယ် okay ဒါမို့ဟိုကိုကပေါ့နော်အပေါ့ပွားတွေအရန်သွားခြင်းနေဆိုလို့ရှိရင်နော်အဲ့ဒါကိုနောက်မှသွားမယ်တကားကိုအရင်သွားဖွင့်ပေါ့နော် okay ကိုကဒီအောက်ထားနိုင်သေးတဲ့အစင်လေးပြည်သေးတယ်ဆိုလို့ရှိရင်မျက်နှာသေးသွားတိုက်အရင်လုပ်ပြီးမှတကားကိုဖွင့်မယ်ကိုကမောက်ထားနိုင်လို့ဆိုလို့ရှိရင်တကားကိုအရင်ဖွင့်မယ်ပြီးမှပေါ့နော်အိမ်နိုင်နဲ့ဝင်မယ်မျက်နှာလေးသွားတိုက်လို့ရပါတယ်အဲ့တော့အရေးကြီးတာကတော့ကျွန်တော်တို့တွေဒီအဲ့ရထားတာနဲ့အိမ်နိုင်တဲ့ကိုတမ်းမဝင်ပါနဲ့ဟုတ်ပြီဒါဆိုလို့ရှိရင်တကားတွေကျွန်တော်ဖွင့်မယ်အိမ်မှာတကား3ခု4ခုရှိတယ်တချို့လည်းပြင်းပေါက်တွေရှိတယ်တချို့လည်းအိမ်တကားမကြီးက2ခုလောက်ရှိတယ်ဘလို့ပဲဖြစ်ပါတကားတွေဖွင့်လို့မယ်ဆိုလို့ရှိရင်နမောတတ3ညင်ပြောဖွင့်မယ်နမောတတဘဂဝါတောရတောတမ္မံတမ္မုဒ္ဒတနမောတတဘဂဝါတောရတောတမ္မံတမ္မုဒ္ဒတနမောတတဘဂဝါတောရတောတမ္မံတမ္မုဒ္ဒတဆိုပြီးတော့တကားလေးကိုဖြည်းလေးဖွင့်မယ်နော်ဂျုံနဲ့စောင်းကြီးအောင်ကြီးနဲ့မဖွင့်ပါနဲ့ဖြည်းညင်သားလေးဖွင့်ပြီးတော့ဘာပြောမလဲဆိုတော့ရွှေတကားကြီးဖွင့်ပါပြီငွေတကားကြီးဖွင့်ပါပြီစီဝါတက်စီတော့အိမ်တကားကြီးဖွင့်ပါပြီဆိုပြီးဒါလေးပြောလိုက်ရုံပဲပြီးပြီအဲ့ဒါလေးကိုတကားတစ်ချက်ဖွင့်တခါပြောမယ်နောက်တစ်ခါတကားတစ်ခုရှိသေးရင်လည်းအဲ့တိုင်းပဲနမောတတ3ချိန်ရွတ်မယ်ပြီးတာနဲ့ရွှေတကားကြီးဖွင့်ပါပြီငွေတကားကြီးဖွင့်ပါပြီစီဝါတက်စီတော့အိမ်တကားကြီးဖွင့်ပါပြီဟောအဲ့တိုင်းပဲပြတင်းပေါက်လေးဖွင့်မယ်ဆိုလည်းအဲ့တိုင်းပဲပြောမယ်နမောတတ3ချိန်ရွတ်မယ်ရွှေတကားကြီးဖွင့်ပါပြီငွေတကားကြီးဖွင့်ပါပြီစီဝါတက်စီတော့အိမ်တကားကြီးဖွင့်ပါပြီပြောပြီးတော့ဖွင့်မယ်ဟောအဲ့လိုမဟုတ်ဘူးကျွန်တော်တို့ကဆိုင်နေရှိတဲ့ဆိုင်နေမှာဖွင့်ရတယ်ဆိုရှင်ပိုးလို့ကောင်းတာဟောနမောတတ3ချိန်ရွတ်မယ်နမောတတဘဂဝါတောအရဟတောတမ္မံတမ္မုဒ္ဒတနမောတတဘဂဝါတောအရဟတောတမ္မံတမ္မုဒ္ဒတနမောတတဘဂဝါတောအရဟတောတမ္မံတမ္မုဒ္ဒတဆိုပြီးဖះကိုအာယုံပြုပြီးတော့ကျွန်တော်တို့တွေရွှေတကားကြီးဖွင့်ပါပြီငွေတကားကြီးဖွင့်ပါပြီစီဝါတက်စီတော့ဆိုင်တကားကြီးဖွင့်ပါပြီဆိုပြီးတကားကိုဖြည်းဖြည်းလေးဖွင့်လိုက်ရုံပဲဟောအပြန်ပဲဖွင့်အတွင်းအနေမဲ့ဖွင့်ဘလို့ပဲဖွင့်အဲ့လိုမျိုးလေးပြောပြီးဖွင့်မယ်ဒီဟာလေးကိုကျွန်တော်မိတ်ဆွေတို့3လလောက်တိအဲ့တိုင်းလေးပဲသူပြောဖွင့်လာတဲ့အရင်လရည်နဲ့စပြီးဘာမှမဆိုင်ဘူးပေါ့နော်အလောက်ကန်လေးလည်းဖြစ်လာတယ်အယောင်မဝဲပန်းလေးလည်းပိုကောင်းလာတယ်စီးပွားလေးလည်းပိုတက်လာတယ်အရင်လဆိုလို့ရှိရင်တလမှာနဲ့330ဘူးလောက်ပဲရောင်းရတယ်အခုဆိုရင်560ဘူးလောက်ရောင်းရလဲလို့ပြောပါတယ်ဟောကျွန်တော်မိတ်ဆွေတို့လည်းအဲ့တိုင်းပဲဒီသူကြတော့သူဆိုင်လေးနဲ့ပေါ့နော်သူအတုပ်လေးရှမ်းကောင်းစလေးရောင်းတာသူခိုင်းဆိုရင်တလမှာဆိုင်သုံးဘူးလောက်ပဲရောင်းရတာအခုဆိုလို့ရှိရင်တလကို20ဘူး30ဘူးအဲ့လိုမျိုးတွေရောင်းလေးရမ်းတက်လာတယ်အရန်ကိုအဆင်ပြေလာတယ်ဆိုတဲ့အကြောင်းလာပြန်ပြောတဲ့မိတ်ဆွေတွေအများကြီးရှိတယ်ဒါကြောင့်မို့ကျွန်တော်မိတ်ဆွေများလည်းမသိသေးတဲ့မိတ်ဆွေများလည်းသိရှိသွားအောင်သိပြီးသားမိတ်ဆွေများလည်းပေါ့နော်ဒီထပ်မှန်ပြီးတော့ပေါ့နော်ဒီဟာလေးကိုလှုပ်ဖို့ရကျွန်တော်ဆက်လက်ပြီးတိုက်တွန်းပါတယ်ဗျကိုယ့်ရဲ့နေအိမ်လေးကိုယ့်ရဲ့ဆိုင်လေးတွေဟောကိုယ့်နေအိမ်ဆိုလို့ရှိရင်တိုင်လုံးမှာအလုတ်ကိုစီလေးရှိကြတယ်အလုတ်ကိုက်လေးအဆင်ပြေတာမျိုးအိမ်တွေကလက်တွေပွင့်ပြီးစီးပွားတက်လာမျိုးတွေတကယ်ကိုဖြစ်လာစေတယ်ဒီဟာလေးပို့ပြီးတော့ထောက်ပံ့ကောင်းတွေအများကြီးဖြစ်သွားအောင်လို့ကျွန်တော်တို့ကဒီပေါ့နော်အိမ်တော်ဦးကိုယ်တိုင်သို့မဟုတ်အိမ်ရှင်းမကိုယ်တိုင်ပေါ့နော်အိမ်မှာဖះเจ้าဆောင်မှာကိုယ့်ရဲ့ပုံတော်လေးပဲဖြစ်စင်းနုတော်ပဲဖြစ်အဲ့ဒါလေးကိုမနက်တိုင်းလေးတွေပေါ့နော်ဟိုရေတက်ပဲတယ်ပေါ့နော်ကျွန်တော်တို့ရေတက်ပဲပေးပါရေလေးနဲ့တေချာလေးတန့်ရှင်းလုပ်ပေးဖုန်းတွေပိုက်ကတ်နေလေတေချာရေဆေးပေးပေါ့နော်အဲ့တော့ရေတက်ပဲပေး
အဲ့ဒါလေးကိုလည်းလုပ်ပေးပို့လို့ထိရောက်တယ်ဗျဒါလေးကိုမိတ်ဆွေများကိုလာပြီးပြောပြတာပါဗျအိမ်နေဆိုင်နေမှာစီဝါတွေတက်ဖို့အတွက်တကားဖွင့်နေလေးပဲဖြစ်ပါတယ်အရန်လွယ်တယ်နော်တချို့ဆိုလို့ရှိရင်အဲ့ရနုံနုံချင်းအိမ်သားတွေကိုတန်းသွားကြတယ်အဲ့လိုမျိုးမသွားပါနဲ့အဲ့လက်ရန်ပိတ်ပါတယ်အဲ့တော့အဲ့ရနုံနုံချင်းမှာအဲ့တော့သွားတဲ့မျက်နှာသေးလုံးမယ်ပြီးရင်တစ်ခါပွားဖွင့်မယ်ပြီးကကြမှာ toilet တွေကိုသွားမယ်တကယ်လို့မှကိုကအပေါ့ပါရန်သွားခြင်းနေဆိုလို့ရှိရင်တကားလေးအရင်သွားဖွင့်လိုက်သွားဖွင့်ပြီးတော့မှအင်တာနက်သွားလို့ရတယ်ပြီးမှသွားတဲ့မျက်နှာသေးလုံးလဲရပါတယ်အဓိကရေးကြည့်တာကတော့ကျွန်တော်တို့တွေ toilet တဲ့နောက်မှာသွားဖို့ရေးကြည့်တယ်တကားလေးလို့အရင်ပြဖွင့်လိုက်ပေါ့နော်ဖွင့်မှဆိုတော့ကျွန်တော်ပြောလို့ပဲပြတင်းပေါက်3ခုရှိ3ခုလို့ပြောဖွင့်အိမ်တကမိုက်2ခုရှိ2ခုပြောဖွင့်အော် channel ကလေးအဲ့တိုင်းမင်းနော်အိမ်တကမမို့အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ကိုယ်တိုင်ပဲဖြစ်ပါတယ်ဗျအားလုံးပဲကိုရောစိတ်ပါကျမ်းမှချမ်းသာကြပါစေခင်ဗျအဲ့တော့ဒီနေ့မှာတော့ကျွန်တော်ကိုယ့်ရဲ့အိမ်နေဆိုင်နေမှာစီးပွားတက်လက်ပွင့်လာစေမဲ့အိမ်တကားဆိုင်တကားဖွင့်နေကြောင်းလေးကိုမြောက်ပင်မှာဖြစ်ပါတယ်အရင်တစ်ခေါက်ကလည်းမြောက်ဝယ်ပေးခဲ့တာကျွန်တော်လွန်ခဲ့တဲ့6လလောက်ကထင်တယ်မြောက်ဝယ်ပေးခဲ့တာအဲ့လိုမျိုးလိုက်လို့ရရင်တကယ်ထူးခြားသွားတဲ့မိတ်ဆွေတွေအများကြီးရှိတယ်ကျွန်တော်လာပြန်ပြောတဲ့မိတ်ဆွေအများကြီးရှိပါတယ်ဒါကြောင့်မသိသေးတဲ့မိတ်ဆွေများသိရှိသွားအောင်ကျွန်တော်ပြန်လည်းမြောက်ပေးခြင်းပဲဖြစ်ပါတယ်ဗျအိမ်ဒီမှာဆိုင်ဒီမှာစီဝါတွေတက်ဖို့အလောက်ကိုင်းနေဖြစ်ဖို့အတွက်အိမ်တကားဖွင့်နေလေးပဲဖြစ်ပါတယ်